ရန်ကုန်မြို့ခန့်ဒီအကြားဒီနေ့နေ့လယ်ပိုင်းကငရင်ထက်မှန်လောက်ခတ်သွားလို့အစိုးရင်ထိတ်လန့်မှုတွေမြင့်တက်နေပါတယ်။ဇွန်လ17ရက်ဒီနေ့နေ့လယ်12နာရီ18မိနစ်ဝန်းကျင်ရန်ကုန်ကမြို့နယ်တော်များများမှာတိတိတသားလောက်ခတ်သွားတာဖြစ်ပါတယ်။ဒီလောက်ခတ်မှုဟာတွနေမြို့နယ်အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြုပြီးရေဒါစကီ4.0အဆင့်ရှိတဲ့အင်အားအနှဲငယ်ရှိတဲ့ငလင်တစ်ခုဖြစ်ပါတယ်။ MOSHLE ကထုတ်ပြန်ပါတယ်။စမ်းချောင်းကမာယိုလာတာအစရှိတဲ့မြို့နယ်တွေကအထက်မြင့်အဆောက်အုံတွေမှာနေထိုင်သူတွေကတော့တုန်ခါမှုကိုကောင်းကောင်းကြီးခံစားလိုက်ရတယ်လို့ဆိုပါတယ်။တကယ်တော့ရန်ကုန်မှာမီလာတုန်းကလည်းကုန်းရံကုန်းနဲ့ကြောက်တံဘက်တွေကိုဗဟိုပြုပြီးရေဒါစကီ9.3လောက်ထိအင်အားအသင့်ရှိတဲ့ငရင်တွေမကြာခဏလောက်ခတ်ခဲ့ပါသေးတယ်။အခုဇွန်လ6ရက်နေ့တုန်းကလည်းလိုင်မြို့နယ်မှာမြေလာလှုပ်ရှားမှုကြောင့်ဒေသခံတွေထိတ်လန့်ခဲ့ရပါသေးတယ်။ပညာရှင်တွေရဲ့သတိပေးချက်အရရန်ကုန်မြို့အနီးကပြေးရီအပြင်ပဲခူးအနီးကစကိုင်းပြေးရီကြောက်ပါအချိန်မူရေးငလင်ဘေးအနေနဲ့တရုတ်နိုင်ချေရှိပါတယ်။မိဘပြည်သူများအနေနဲ့တပတ်ဘီအန်ရဲ့ကိုသတိပြုပြင်ဆင်ထားနိုင်ကြဖို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။လက်ရှိမှာတော့လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးလေးရရှိနေတဲ့လက်တထေးကြီးဦးမျိုးသက်ဟာအခုချိန်မှာတော့တိမ်မောင်းတောင်းချီချမ်းသာနေပြီဖြစ်ပေမဲ့သူမဟာတော့အတန်ပညာအားနေတဲ့လက်သမားတစ်ယောက်ဘဝကနေရောက်လာသူလည်းဖြစ်ပါတယ်။အတန်ပညာမတတ်တဲ့ဘဝမှာလက်3ဧကနွားတချင်းပိုက်ဆိုင်မှုနဲ့သူ့ရဲ့ဘဝကိုအသက်15နှစ်အရွယ်ကနေစတင်ပြီးရုန်းကန်ခဲ့သူပါ။ဒီလိုမျိုးဘဝကနေရသမျှတွေကိုစုဆောင်းရင်းနဲ့အခုဆိုရင်တော့ဦးမျိုးသက်ဟာလက်ဧကပေါင်းများစွာ100ကျော်ကိုပိုင်ဆိုင်ခဲ့တာဖြစ်ပြီးခြံလုပ်ငန်းတွေကိုပါတိုးဆဲလုပ်ကိုင်နေတဲ့လက်တထေးကြီးဖြစ်နေခဲ့တာပါဒီလိုမျိုးချမ်းသာတိုးတက်လာတဲ့အကြောင်းရင်းကတော့ဦးမျိုးသက်ဟာသူ့ရဲ့လုပ်ငန်းကနေရတဲ့ဝင်ငွေတွေကိုလက်ဖက်ရည်ဆိုင်ထိုင်ဖို့တောင်မှမသုံးမပြုပဲအကုန်လုံးလုပ်ငန်းတွေကိုပြန်ထည့်ကာစီးပွားရေးလုပ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်ဒီလိုမျိုးသက်ရွယ်ရောက်လာတဲ့အချိန်ထိလယ်နဲ့အင်ကလွဲပြီးဘယ်ကူမှလည်းမသွားဘူးတာလည်းမရှိပါဘူးသူ့ရဲ့ဒီဇိုင်းမမတ်စူးစမ်းပြီးစီးပွားရေးဖြစ်ထွန်းလာတဲ့နေလန်းကတော့လူငယ်တွေအတူယူစရာပဲဖြစ်ပါတယ်အမှုပညာလောကတွေကထိတ်တန့်တစ်ထေးကြီးတို့နဲ့စစ်သူတွေဖြစ်နေကြကြောင်းသတင်းတွေထွက်ပေါ်လာတဲ့မေးမြန်းမှုနာမည်ကြီးထိတ်တန့်ရုပ်ရှင် producer တစ်ထေးကြီးကိုပိုဆန်းနဲ့စစ်သူတွေဖြစ်နေကြပြီလို့ထင်ကြီးပေးခံနေရတာကတော့ရုပ်ရှင်မင်းသမီးမေမြင့်မှုပဲဖြစ်ပါတယ်။မေမြင့်မှုကတော့အမတီဖိုးကနေပြည်သက်တွေရင်းနှီးလာခဲ့ပြီးလက်ရှိချိန်မှာဆိုရင်ကိုပိုင်စီးပွားရေးနဲ့အောင်မြင်နေတဲ့ထိတ်တန့်မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ပုံမှန်အဖြစ်တော့အမတီဖိုးကမင်းသမီးတော်များစုဟာချမ်းသာကြွယ်ဝတဲ့တထေးကြီးတွေနဲ့လက်ထပ်ပြီးတော့တာယာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ခဲ့တယ်ဆိုတာကတော့အများကအားလုံးသိကြမယ်လို့ထင်ပါတယ်။ဒါပေမဲ့လည်းမေမြင့်မှုကတော့ပသိမ်မြို့မှာအစစ်မြေ 5 star hotel ဖွင့်လှစ်ခြင်းကိုပိုင်နာမည်နဲ့ပိုးချီထဲများကိုရောင်းချခြင်း